အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒါပုံမှန်တင်ဆက်ပေးနေကြတဲ့ပွဲကောင်းအစီအစဉ်လေးပေါ့နော်ဆိုတော့ဒီနေ့မှာတော့ပွဲစဉ်ကအများကြီးမရှိဘူးနှစ်ပွဲလောက်ပဲကျွန်တော်တို့အဓိကနည်းနည်းရွေးလို့ရမယ့်ပွဲဆိုလို့ရှိရင်နှစ်ပွဲလောက်ပဲရှိမယ်ကျွန်တော်တို့ club ဒါ African club ပွဲစဉ်တွေလည်းရှိရဆိုပေမဲ့ကျွန်တော်တို့ဒီ league ပွဲစဉ်တွေဆိုလို့လီပွဲစဉ်တွေဆိုလို့ရှိရင်တော့နှစ်ပွဲလောက်ပဲရှိမယ်ကျွန်တော်တို့ဒါ Leicester ပွဲနေနော်ပွဲက Galatasaray ပေါ့နော်ဆိုတော့ဒီနေ့မှာတော့ဒါနည်းနည်းပို့ပြီးတော့ရွေးလို့ကောင်းမယ်အဆင်ပြေလို့ကောင်းမယ်ပွဲစဉ်တစ်ပွဲကိုညီကိုတွေအတွက်ကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ဒီပွဲကတော့ကျွန်တော်တို့ဒါ Championship ပွဲစဉ်တွေကမှ Leicester City တင်းနဲ့ Wolverhampton တင်းတို့ရဲ့ပွဲစဉ်ကိုကျွန်တော်ညီကိုတွေအတွက်ပွဲကြို30ချက်လေးလုပ်ပေးချင်ပါတယ်ဆိုတော့ကျွန်တော်မနေ့ကTelegram မှာဆိုလို့ရှိရင်ဒါကျွန်တော်ညီကိုတွေကိုဒါ3ပွဲဒါတပွဲကောင်းကြီးပဲ3ပွဲရွေးပေးခဲ့တယ်ပထမတစ်ပွဲကဒါနာပိုလီပွဲပေါ့နော်နောက်တစ်ပွဲက Manchester United ပွဲညင်းတဲ့ပွဲဖြစ်တော့ကျွန်တော် Inter ပွဲပေါ့နော်မနေ့ကပွဲများတော့ကျွန်တော် free မှာနေပဲကျွန်တော်တပွဲကောင်းကို3ပွဲရွေးပေးတယ်မောင်းနေလည်း2တွဲလောက်ထုတ်ပေးခဲ့တယ်ပေါ့နော်မောင်းနေကတော့ဒါတသိန်းနဲ့အဆင်မပြေဖြစ်ခဲ့ပေမဲ့တပွဲကောင်းကတော့ Napoli body လည်းကျွန်တော်တို့ပြေးရခဲ့တယ်Manchester United ပွဲကတော့တည်ဖြစ်ခဲ့ပေမဲ့ကျွန်တော်ညင်းတဲ့ပွဲဒါ Inter ပွဲမှာတော့ကျွန်တော် Inter body ရွေးချယ်ပေးထားတဲ့နေရာမျိုးမှာတော့ကျွန်တော်ရခဲ့တယ်ဆိုတော့မနေ့ကတပွဲကောင်းနှစ်ပွဲအထိနိုင်ခဲ့တယ်လို့ကျွန်တော်ရဲ့မြန်မာပွဲကလည်းကျွန်တော်မနေ့က5ပွဲထုတ်တဲ့နေရာမှာ4ပွဲလောက်အထိအဆင်ပြေခဲ့တယ်ဆိုတော့ညီကိုတွေအနေနဲ့ဒါကျွန်တော်တို့ Telegram channel join ခိုင်းတာလည်းက join ခိုင်းတာမဟုတ်ပါဘူးညီကိုတွေနဲ့ Telegram ကို join ထားမယ်ဆိုလို့ရှိရင်ဒါကျွန်တော်ရဲ့အခုညကဆိုရင်လည်းတပွဲကောင်းညီကိုတွေကို3ပွဲရွေးပေးတယ်ပေါ့နော်ဒီလိုမျိုးတပွဲကောင်းနေမောင်းတွေတွေကညီကိုတွေအတွက်အမြဲရွေးချယ်ပေးနေမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Telegram channel ကို join ဖို့အကြံပြုထားခြင်းဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော်တို့ဒီနေ့ရဲ့ပွဲစဉ်လေးကိုစအောင် Leicester Wolverhampton နှစ်သင်းလုံးကကျွန်တော်တို့ဒီ Championship မှာ Leicester ကအဆင့်14 Wolverhampton ကအဆင့်18လိုနေရာမျိုးမှာရပ်တည်နေတယ်ရမှတ်အားဖြင့်တော့3မှတ်ပဲကွာတဲ့အနေအထားမျိုးဒီနှစ်သင်းရဲ့နောက်ဆုံးတင်းဖောင်ကလည်းနောက်ဆုံး9ဘွဲကစားထားတဲ့ပွဲမှာ Leicester ကလည်း3ဘွဲရှုံးထားသလို2ဘွဲပဲနိုင်ရတယ်တစ်ဖက်က Wolverhampton ကလည်း3ဘွဲရှုံးထားသလိုဒါ2ဘွဲပဲနိုင်ရတယ်ဆိုတော့ Leicester ရဲ့နိုင်ခဲ့တဲ့2ပွဲကအိမ်ဝင်း2ပွဲနိုင်ခဲ့တာဖြစ်ပြီးတော့ဒါ Ipswich Town နဲ့ Derby County တို့ကိုနိုင်ခဲ့တာဖြစ်တယ်တစ်ဖက်ကကျွန်တော်တို့ Wolverhampton ကတော့နိုင်ခဲ့တဲ့2ပွဲကလည်းကျွန်တော်တို့ဒီအိမ်ဝင်း2ပွဲပဲနိုင်ခဲ့ပြီးတော့အဝေးကွင်း2ပွဲကတော့ Hull City နဲ့ Swansea ကို1-1နဲ့ဆိုပြီးတော့ရှုံးနေရတယ်ဆိုတော့ကျွန်တော်ဒီပွဲရဲ့ဒါလက်ရှိထိပ်တိုက်တွေ့ဆုံမှုပေါ့နော်ဒါ Leicester City အသင်းရဲ့အိမ်ဝင်းထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး9ချိန်မှာဆိုလို့ရှိရင်တော့နောက်ဆုံး9ချိန်ဆိုလို့ရှိရင်တော့ကျွန်တော် Leicester ကပဲအသာရတာကိုတွေ့ရတယ်။ဘာလဲဆိုတော့9ချိန်မှာ Leicester က2ချိန်နိုင်ရတယ်။ကျွန်တော်တို့ Wolverhampton ကဝေးကုန်းကနေ1ချိန်နိုင်ရတယ်။ပြီးတော့လို့ရှိရင်2ချိန်လောက်ထိတောင်တည်ကြလာတဲ့အနေအထားမျိုးပေါ့နော်။လက်ရှိကျေးဖွင့်လင်းမှုလည်းလက်ရှိကျေးဖွင့်လင်းမှုရလဲ Leicester ကဒေကြီးပဲပေးထားပြီးတော့ဂိုးပေါင်းစည်းကနှလုံးကျွန်တော်တို့50ရှုံးဒီပွဲကကျွန်တော်တို့head to head တွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့အမြဲတမ်းနှစ်ဖက်စလုံးကပြန်လည်သွင်းကိုတွေရှိတဲ့အနေအထားရှိခဲ့တဲ့အနေအထားမျိုးတွေကိုတွေ့ရတယ်။လက်ရှိအနေအထားမှာလည်းနှစ်သင်းလုံးကကျွန်တော်တို့တပွဲကိုဒါဂိုးတွေအနည်းဆုံးပေါ့နော်ဒါတပွဲကိုဒါတကိုးရနိုင်လို့တကိုးရခဲ့တဲ့အနေအထားမျိုးတွေရှိခဲ့တယ်လို့တပွဲကိုတကိုးလုံးလောက်ထိလည်းပေးထားခဲ့ရတဲ့အနေအထားမျိုးတွေမှာရှိရဲ။ဆိုတော့လက်ရှိအခြေအနေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Leicester City ကအိမ်ဝင်းအားသာချက်တစ်ခုရှိမယ်။Wolverhampton ကတော့ကျွန်တော်တို့ဝေးဝေးမှာနည်းနည်းလေးအားနေတဲ့ပုံစံမျိုးလေးလည်းရှိရပြီပေါ့မှာလက်ရှိကျေးဖွင့်လှစ်မှုဒေကြီးကတော့ဒီနှစ်သိန်းညာ3မှတ်ပဲကွာခြားတဲ့အနေအထားမျိုးမှာ Leicester ဒေကြီးကတော့ကြီးကနည်းနည်းဘယ်လိုပြောလဲထားတဲ့သဘောမျိုးပေါက်တယ်လို့ကျွန်တော်မြင်တယ်ဘာလို့ဆိုတော့မဟုတ်ဘူးဆိုရင်တော့မှပဲဒီနှစ်သိန်းကခြီစွားပိုင်းလည်းတိတ်မကွာဘူးအမှတ်ပိုင်းလည်းတိတ်မကွာတဲ့အနေအထားမျိုးဖြစ်တဲ့အတွက်ဒါတည်ရကြီးလောက်တော့တည်ရ50ရှုံးလောက်တော့ဖွင့်တင်တယ်လို့ကျွန်တော်မြင်တယ်ကြီးကကျွန်တော်တို့ဂိုးပေါင်းကြီးကလည်းအမြဲတမ်းထိတ်တိုက်တွေ့ဆုံမှုတွေမှာဂိုးပေါ်ခဲ့တဲ့အပြန်အလှန်သွင်းကိုရှိခဲ့တဲ့ဒီနှစ်သင်းကိုကျွန်တော်တို့နှလုံး50အရှုံးကြီးပေးတာကတော့ဒီကြီးကကျွန်တော်တို့ဂိုးပေါင်းကြီးကနည်းနည်းပြော့တယ်လို့မြင်နေဗျာပြီးတော့မနေ့ကကစားခဲ့တဲ့ကျွန်တော်တို့ Championship ပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ပွဲစဉ်တော်တော်များများကဂိုးပေါ်ထားတဲ့အနေအထားမျိုးတွေရှိရပေါ့နော်ဆိုတော့ဒီနေ့ Leicester City ပွဲကတော့ကျွန်တော်တို့ဂိုးပေါ်နိုင်ဖို့ဖြစ်နိုင်ပါမလားပေါ့နော်ကျွန်တော်ကတော့ဒီပွဲကို Leicester ကဂိုးမပြတ်နဲ့ Leicester နဲ့ Wolverhampton ပွဲကဂိုးမပေါ်နိုင်ဘူးလို့တော့မြင်တယ်ဒါပေမဲ့ကျွန်တော်ကဒေဂျေးဖွင့်လင်းမှုမှာအိမ်ဝေးစွမ်းဆောင်ရေးပိုင်းပို့ပြီးတော့ကောင်းတဲ့ဒါကစားဒီ Championship မှာဆိုလို့ရှိရင်ဒါအဆင့်နှစ်နေရာမှာရပ်တည်နေတဲ့ကျွန်တော်တို့ Ipswich Town လို့အသင်းနေပြီးတော့လို့ရှိရင်ဒါ Derby County တို့လိုအသင်းတွေကိုအိမ်ဝေးမှာအနိုင်ကန်ထားတဲ့ Leicester City ရဲ့
ကျွန်တော်တို့ body ကိုပို့ပြီးတော့ကြိုက်ပါတယ်တကြောင်နဲ့ရွေးရမယ်ဆိုရင်တော့ကျွန်တော် Leicester body ပေါ့နော်ဒါနှစ်ကြောင်ရွေးပေးရမယ်ဆိုရင်တော့ Leicester body နဲ့ goal အောက်ကိုကြိုက်ပါတယ်1 စီးပေါ့နော်1စီး2စီးလောက်ထိလည်းသွားနိုင်ပါပဲဆိုတော့တေးကြပါလေ Leicester body ကိုကျွန်တော်ရွေးချယ်ပေးတာပါတယ်ဗီဒီယိုအဆုံးထိကြည့်ပေးကြတဲ့ညီကိုတယောက်ချင်းတွေကိုကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျအားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေ